ဆိုတော့နောက်ပွဲတွေနိုင်ဖို့လိုရတယ်နောက်ပွဲမှာမန်စီးတီးနဲ့လည်းတွေ့အောင်ပါဆိုတော့လာဗီအလွန်ဆိုနဲ့ဒါဟိုနောက်ပွဲတွေအတွက်တခြားပြင်ဆင်လာဖို့တော့လိုတယ်ဆိုတော့အလုံးမဲ့ကျွန်တော်တို့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ပွဲရတော့အခုပဲပြီးသွားပြီဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ပွဲပြီး30ချက်လေးကျွန်တော်မြင်တာတွေကိုပြောပြပြီးသားမှာဖြစ်တယ်ပေါ့နော်အရင်ဆုံးစပြောမယ်ဆိုရင်တော့ဒီနေ့ရှုံးပွဲကကျွန်တော်တို့အသင်းကလိုအပ်ချက်ရှိသွားလို့ဒါရှုံးတာလို့ပြောလို့မရဘူးဆိုတော့တစ်ဖက်အသင်းကပိုကောင်းသွားလို့ရှုံးတယ်လို့ပြောလို့ရတယ်ဆိုတော့ရှုံးတာကလည်းတကိုးရဲနဲ့ရှုံးတာပေးရတဲ့ဂိုးကလည်း set piece ကနေဒါ free ကနေပေးရတဲ့ဂိုးဒီကစားကွက်ကြောင့်ရလာပေးရတဲ့ဂိုးမဟုတ်တော့ကို့အသင်းကလည်းညံ့လို့ပေးလိုက်ရတဲ့အလုံးမဟုတ်ဘူးဆိုတော့ကျွန်တော်ခုနပြောသလိုဒါလီဗာပူးကပိုကောင်းသွားတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ဒီနေ့ထွက်လာတဲ့လူစင်းရလဲဝါတဲ့လူစင်းတွေအားလုံးရှင်ကြည့်မယ်ကြံအားလုံးကိုကြည့်မယ်ဆိုရင်လည်းဘယ်သူမှဒါလိုအပ်ချက်ရှိနေရတော့မဟုတ်နေဘူးဗျသူကလည်းသူတို့အဆင်ပြေနေကြတယ်ဆိုတော့ကျွန်တော်ခုနပြောသလိုလီဗာပူးကပိုကောင်းသွားတယ်လို့ပြောတာကဘာလဲဆိုတော့ဒီနေ့ဒါလီဗာပူးကစားသွားတဲ့ပုံစံကဒါရီယယ်မက်ဒရစ်ကစားသမားတိုင်းကိုကပ်ပြီးကစားသွားတယ်ဆိုတော့ရီယယ်မက်ဒရစ်ရဲ့ထုံးစံတိုင်းဒါဘတ်တန်ကနေဒါဘရီဒန်နဲ့စမဲ့အချိန်မှာဒါလီဗာပူးကရှိသမျှလူအားလုံးနီးပါးကိုလိုက်ကတ်ထားတဲ့အနေအထားတစ်ခုမှာဘောစားကထွက်လို့မရတော့ဘောလုံးပေးစရာလူမရှိတော့တကယ်လို့ကျွန်တော် Real Madrid ဘက်ကဒါတယောက်ကဘောလုံးရသွားပြီဆိုရင်လည်းဝိုင်းဖြတ်တာလိုက်ကတ်တာကဟိုတယောက်တည်းကိုလူ9ယောက်လောက်ရှိတယ်ဆိုတော့နောက်ဆုံးမှာဒါ Vinicius ရလာပဲဆိုရင်တော့မှဒါဆာလာလို့ကစားသမားမျိုးတိုက်စစ်ကစားသမားမျိုးကခံစစ်တီဆင်းပြီးတော့ဒါ Vinicius ကြီးကဘောလုံးလိုက်လုလဲလိုက်ဖြတ်တယ်ဒါလိုက်လုတယ်ပေါ့ဗျာဆိုတော့အဲ့လိုမျိုးကစားလာတဲ့အနေအထားတစ်ခုမှာဒါ Real Madrid ဘက်ကတိုက်စစ်ဆင်မှုတိုက်စစ်ကစားဖို့တော်တော်ရေးကိုတိုင်ပတ်သွားတယ်ဆိုတော့လွန်ဆိုသည်လေဒါတိုက်စစ်ကစားသမားဒီတိုက်စစ်အာသန်နဲ့နီးပြဖြစ်တဲ့အတွက်ဒါတိုက်စစ်အာသန်နဲ့နီးပြလက်ထက်မှာရှိတဲ့ Real Madrid ကိုဒါ Liverpool ရဲ့ Arne Slot ကကောင်းကောင်းကြီးကင်တွယ်ပြသွားတယ်ဆိုတော့တခုပဲဆိုတော့အလွန်ဆိုမှာဒီလိုပုံစံအတွက်ဖြည့်ရှင်းချက်ကဘာလဲပေါ့ဆိုတော့ကျွန်တော်မြင်ခဲ့ရသလောက်တော့ဒီလိုမျိုးလူကတ်ကစားထားတဲ့ Liverpool ရဲ့ကစားကွက်ကိုအလွန်ဆိုဘာမှဖြည့်ရှင်းခဲ့တာအရင်ကြီးမတွေ့ခဲ့ရဘူးနောက်တစ်ခုပထမပိုင်းမှာပွဲထုတ်ခဲ့တဲ့ Camavinga နဲ့ Adakula အချမ်းပါဆိုအဲ့နေရဟိုကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်ခုနပြောခဲ့ရဆိုတော့ဘယ်သူမှတော့အပြည့်ဟိုတိတ်မရှိရဘူးလို့ပြောရဲဆိုပေမဲ့ကျွန်တော်အားမရတာတော့ဒါ Adakula နဲ့ Camavinga နှစ်ယောက်တော့ကျွန်တော်အားမရတဲ့မှာပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ Camavinga နဲ့ဒီ Adakula ညာချမ်းကပထမပိုင်းတစ်ပိုင်းလုံးမှာတော်တော်အလုံးဖြစ်တာကိုတွေ့ရတယ်သူတို့ကစားမဲ့ဒါသူတို့တိုက်ကမဲ့ဒီတစ်ဖက်အသင်းကလေဒါ Robertson တို့လိုကစားသမားမျိုးတွေကွင်းလမှာဆိုလဲ Matt Allister ရှိတဲ့အချမ်းနော်ခံစစ်မှာဆိုရင်လည်းဗန်ဒိုက်ရှိတဲ့အချမ်းကိုမှအဲ့ဘက်ကိုထည့်ထားတဲ့ Adakula ရော Camavinga ရောကတော်တော်အဆင်မပြေတော့ပထမပိုင်းမှာတော့တိတိကျကျကြီးပုတ်နေတယ်လို့ပြောလို့ရတယ်ဆိုတော့ပွဲပြီးကန်ဒီမှာ2ဂိုးလာပဲဒါဒီဂိုးပေါက်ချိန်ချောင်းဝင် Real Madrid ဘက်ကရခဲ့တယ်ဆိုတော့ဒီနေ့ပွဲကဟုတ်ပေါ့နော်ကျွန်တော်ခုနကပြောသလိုပဲလိုအပ်ချက်တွေရှိလားဆိုတော့လေအရင်မရှိနေဗျာဆိုတော့နေစနစ်ဖြည့်ရှင်းဖို့လိုအပ်သွားတယ်လို့ပဲပြောရမယ်ဒါကတော့ဒါအလွန်ဆိုစီမှာကောင်းကောင်းကြီးတာဝန်ရှိတယ်ဟိုဘက်ကသူ့ရဲ့ကစားကွက်ကိုကောင်နာပြန်ထွက်လာတဲ့အခါမှာသူ့အနေနဲ့ကောင်နာပြန်ထွက်ဖို့ဘယ်လိုခေါ်မလဲတွေးဝေးနေရလားစဉ်းစားဖို့ပဲတိုင်ပတ်နေရလားခက်ခဲနေရလားတော့ကျွန်တော်တို့လည်းဒါနီးပြက်ကိုယ်တိုင်မသိလိမ့်မယ်ကျွန်တော်တို့ကအပြင်ကမြင်တဲ့အတိုင်းပြောတာကျွန်တော်တို့ပြောတာကြီးလည်းမှန်ချင်းမှန်လိမ့်မယ်ဒါကကျွန်တော်တို့မြင်တာကျွန်တော်တို့ထင်တာကိုပြောတာဆိုတော့သူတို့က professional ဖြစ်တဲ့သူတို့ကပိုသိလိမ့်မယ်ဒါပေမဲ့ဒီနေ့သိရတာတော့ဒီနေ့အတင်းရှုံးခဲ့တာဘာလို့ရှုံးခဲ့လဲတစ်ဖက်ကနီးစနစ်ကပိုကောင်းခဲ့လို့ဖွင့်နေမယ်ကျွန်တော်တို့နီးစနစ်ကကြာရှုံးခဲ့လို့ဆိုတော့ဒီနီးစနစ်ကိုကောင်တာပြန်ထောက်ဖို့တော့ကအလုံးစုံစီမှာတာဝန်ရှိတယ်ဆိုတော့နောက်တစ်ခုကတော့ဒိုင်ကိုပြောချင်တယ်ဆိုတော့ဒိုင်ကိုပြောချင်တယ်ဆိုမပြောလဲမပြောရဘူးသိတယ်မှာကျွန်တော်တို့ Real Madrid fan ကကမ္ဘာမှာအများဆုံးလည်းဖြစ်တယ်ဆိုပေမဲ့ Real Madrid ကိုမုန်းနေတာလည်းကမ္ဘာမှာအများဆုံးဆိုတော့ကျွန်တော်တို့ဘက်ကတခုပြောရင်တော့မှသူတို့ဘက်ကကြာကြံပြီးတော့ပြောစရာရဲ့ကောင်းတာတွေပြန်လာလိမ့်မယ်ရင်းတော့ထူတော့လေမပြောချင်တော့ဘူးဆိုတော့အုံနောက်ရှိတဲ့သူကတော့ဒီနေ့ပွဲဒိုင်ဘလို့ဆုံးဖြတ်လဲဆိုတာတော့မြင်လိမ့်မယ်အုံနောက်ရှိတယ်ဆိုရင်ပေါ့လေဆိုတော့နောက်တစ်ခုက Real Madrid ဘက်ကဒါအမားတွေလို့ပြောရမယ်အဝါကက်တွေယူတာလေယူတဲ့နေရာကြီးမှာယူတာမဟုတ်ဘူးနော်ဂိုးရီယာထိပ်ဒီမှာယူတာဆိုတော့အဲ့ဒါကြီးကတော်တော်ဆိုးတယ်ပေးရလိုက်ရဂိုးလေဂိုးရီယာထိပ်က Bellingham foul လို့ပေးလိုက်ရတဲ့ free kick ကနေပေးလိုက်ရတာဆိုတော့အဝါကက်တွေရသွားခြင်းက Real Madrid ကိုတနည်းအားဖြင့်တန့်လိုက်တယ်လို့ပဲ Vinicius ကစားရလိုက်တဲ့ကျွန်တော်ထင်တယ်ဒီလို Vinicius လို့တိုက်စစ်ကစားသမားကဒါအဝါကစားရလိုက်ပြီဆိုတော့ဒီ Real Madrid တိတ်ပြီးတော့ဟန်တော့ဆိုတော့ကျွန်တော်သိလိုက်တယ်တောက်လျှောက်ကိုအဝါကတွေထည့်ရတော့ပဲ Vinicius sorry ဒီ Adakula sorry ဗါလေ Bellingham တို့ရောဒီ
ဒီဟိုဗာလဲဟော်ဆန်တို့တောက်လျှောက်ကိုရတော့တာပဲဗျာနောက်ဆုံးအဇာဗီလိုဆိုပါရသွားတယ်ဆိုတော့ Vinicius အဝါလာတဲ့ကျွန်တော်တိတ်ပြီးတော့စိတ်ထဲက feeling မကောင်းတော့ကျွန်တော်တိနေပြီဆိုတော့ဆက်ပြောချင်တာကအဲ့လိုမနော်အဲ့လို goal area ထိပ်မှာ live found တာ free kick ဆိုတော့တစ်ဖက်အသင်းက Liverpool အသင်းမှာ free kick ကောင်းတဲ့ကစားသမားတွေဒါ Szoboszlai လို့အသင်းကစားသမားမျိုးတွေဆာလာတို့လိုကစားသမားမျိုးတွေအများကြီးပဲဗျာ free kick ကောင်းတယ် set piece ကောင်းတယ်ဒါကောင်းတဲ့ကစားသမားတွေရှိတဲ့အသင်းကိုမှ goal area ထိပ်မှာအဲ့လို free kick တွေ found ပေးပြီး found နေတာကြီးကတော့တော်တော်အချင်းနေဆိုးပါတယ်ရိုးရိုး found နိုင်မို့အဝါကတ်တွေပါယူပြီး found တာဆိုတော့ခုနကကျွန်တော်ပြောသလိုအဝါကတ်တွေကလည်း Real Madrid ကိုတနည်းတစ်ပုံတန်းလိုက်စေသလိုပဲဆိုတော့ဒီဘွဲကကော်တိုဝါကြောင့်ဂိုးမပြိုက်ခဲ့ရလို့တော့ပြောမယ်ကော်တိုဝါ share ဆေးသွားခဲ့တယ်သူမစိနိုင်ခဲ့တဲ့တစ်လုံးပဲခိုးပေးလိုက်ရတယ်မစိနိုင်တဲ့တစ်လုံးကလည်းဒီမျက်နှာအရှိတက်တက်ကနေဝင်သွားတာဖမ်းနိုင်လိုက်ရင်တော့ web ကန်ကောင်းနိုင်တယ်ဆိုပေမဲ့လျှက်ရပြဆိုတော့သူလည်းမဖမ်းနိုင်လိုက်ဘူးဆိုတော့သူမဖမ်းနိုင်လိုက်တဲ့တစ်လုံးကပဲပွဲအနိုင်ကိုအဖြေပေးလိုက်ရတယ်ဆိုတော့ဒီပွဲကကစားသမားကြောင့်ရှုံးခဲ့တာမဟုတ်ပဲနီးစင်ကြောင့်ရှုံးခဲ့တာလို့ပဲကျွန်တော်အနေနဲ့တော့မြင်မိရဲဆိုတော့ brother တို့အမြင်အောင်ဘယ်လိုရှိလဲပေါ့ဆိုတော့ကွင်းလက်မှာဒါခုနကကျွန်တော်ပြောသလိုအရှိမကျွန်တော်ပြောခဲ့သလိုဒီခန်းစစ်ကဘောလုံးမထွက်လာတော့တဲ့အခါကွင်းလေကိုလည်းဒီ Real Madrid ကမကြော်နိုင်တော့ဘူးဆိုတော့မကြော်နိုင်တော့တိုက်စစ်ကလည်းမစင်နိုင်တော့ဘူးအဲဆိုတော့တစ်ဖက် Liverpool ကတော်တော်ကြီးကိုမှဒီပွဲအတွက်ကိုအလုံးလောက်လာတယ်အင်စာလောက်လာတယ်ဆိုတော့အနေအထားတစ်ခုမှာအနိုင်ပေးလိုက်ရတယ်ဆိုတော့သူတို့ကွင်းလေဖြစ်နေတာ哦ဆိုတော့အရင်လိုအိမ်ကွင်းမှာခေါ်တီးမဲ့ပါညာလည်းပြောလို့မရဘူးဆိုတော့ဒီတရားဒီကဒီ group stage တွေကတကြော်ပဲတွေ့ရမှာဆိုတော့နောက်ပွဲတွေနိုင်ဖို့လိုရတယ်နောက်ပွဲမှာ Man City နဲ့လည်းတွေ့အောင်ပါဆိုတော့ Xavi Alonso နဲ့ဒါဟိုနောက်ပွဲတွေအတွက်တခြားပြင်ဆင်လာဖို့တော့လိုတယ်ဆိုတော့ကျွန်တော်အမြင်ကိုပြောပြတဲ့အတွက်မှန်ချင်မှလည်းမှန်လိမ့်မယ်မှားရင်လည်းမှားလိမ့်မယ်ဘာသာတို့အမြင်အောင်ဘယ်လိုရှိလဲဆိုတော့ comment လေးမှာရေးပေးသွားခဲ့လို့ရပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်